အတင်းပြောခံရတဲ့အခါဘလို့စိတ်ထားမလဲတစုံတစ်ယောက်ကကို့အကြောင်းမကောင်းပြောနေတာအတင်းပြောနေရမျိုးကြုံရတဲ့အခါကြလို့ရှိရင်စိတ်မဆိုးပါနဲ့စိတ်မပြတ်ပါနဲ့သူတို့ကတင့်အကြောင်းကိုပဲပြောနေရတာဘာကြောင့်လဲဆိုတော့သူတို့အကြောင်းကိုသွားပြောရင်ဘသူကမှစိတ်ဝင်တစားနားထောင်မှာမဟုတ်လို့ပါပဲပြီးတော့အဲ့လိုအတင်းပြောနေတဲ့သူများစုကကြတော့ကို့အပေါ်မှာအကြောက်ဆုံးသူတွေဖြစ်နေတတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရှိမှကိုယ့်ကိုနှိမ်ချခြင်းစိတ်ရှိတယ်သူတို့ကကိုယ့်ရဲ့တကယ့်တန်ဖိုးကိုတခြားသူတွေမမြင်အောင်လို့နီးမျိုးစုံနဲ့ဖိနှိပ်ဖို့ကြိုးစားတာအဲ့ဒါအမှန်တရားအဲ့ဒါကြောင့်မို့အဲ့ဒီလိုမျိုးအတင်းပြောခံရတာကတင့်အတွက်ဝမ်းနည်းစရာမဟုတ်ဘဲနဲ့သူတို့အတွက်သာဝမ်းနည်းစရာအချက်ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့သူတို့ပြောနေတဲ့တပားသူတွေပြောနေတဲ့အတင်းဖြင့်စကားတွေဆိုတာကကိုယ့်ရဲ့တန်ဖိုးကိုလုံးဝမဖြတ်စည်းနိုင်ပါဘူးဒါပေမဲ့အဲ့ဒီစကားပြောတဲ့သူတွေရဲ့စိတ်သက်ပျော့ညံ့မှုနဲ့အောက်တန်းကြမှုကိုတော့အထင်အရှားမြင်နေရမှာပဲဖြစ်ပါတယ်